အားလုံးပဲမင်္ဂလာပါကျွဲ့ဘလော့ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားမယ့်အကြောင်းလေးကတော့စင်ကိုအလုပ်လာလုပ်မယ်ဆိုရင်လုံးဝမရွေးချယ်တဲ့ wall pass နှစ်မျိုးကိုဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါဦးကျေးဇူးပါစင်ကာပူကိုအလုပ်လာလုပ်မယ်ဆိုရင်လုံးဝမရွေးချယ်တဲ့ wall pass နှစ်မျိုးကပါလဲပထမတစ်မျိုးကတော့ကျွန်တော် training pass ပေါ့နော် TEP လို့လည်းအတူကောက်ခေါ်ကြတယ်ပေါ့နော်ဆိုတော့ဒီ pass ကကျွန်တော် Facebook တစ်ခွင်မှာတော်တော်လေးဟစ်ထနေတဲ့ pass လေးပေါ့နော်။ဘာလို့ဆိုတော့အခုချိန်မှာကျွန်တော်နိုင်ငံကအခြေအနေကလည်းအဆင်မပြေပြီးတော့ကုန်စည်နှုန်းတွေကလည်းတက်ဒါမှမဟုတ်ကျွန်တော်နိုင်ငံခြားကိုထွက်ချင်တဲ့လူငယ်တွေကလည်းအရင်များကြတယ်ပေါ့နော်။ဆိုတော့ဒီလိုအချိန်မှာမြန်ဆက်ထွက်ရရင်ပြီးရောဆိုတာနဲ့ပတ်သက်ပြီးတော့တော်တော်များများကဒီ TEP ကိုရွေးချယ်ကြရတယ်ပေါ့နော်။ဆိုတော့ဒီ TEP ရဲ့အခြေကောက်ကတော့ကျွန်တော် training pass ဖြစ်တဲ့အတွက်သူကဒီစင်ကာပူမှာအလုပ်လာလုပ်မယ်ဆိုရင် training 3လရမယ်တော်တော်များများကတော့3လပေါ့နော်တချို့ကတော့6လပေးတယ်ဒါပေမဲ့6လပေးတာတော်တော်ရှားပါတယ်3လဒါပေမဲ့ agency ကလည်း9000ကျော်မြန်မာငွေဆိုရင်အခုပေါက်စီနေဆိုရင်150 180လောက်ရှိမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာပြောချင်တာကဒီ TEP pass နဲ့ဘာကြောင့်မလာစေချင်တာလဲဆိုရင်အရင်တော့ကတော့ TEP pass နဲ့လာတာကtraining နဲ့လာကြတယ်ကျွန်တော် training နဲ့လာပြီးပြီဆိုရင်သူတို့ကအလုပ်ရှင်ကသဘောကျအောင်ကိုရီဘက်ကအများကြီးစူးစမ်းပြတဲ့အချိန်မှာအလုပ်ရှင်ဘက်ကကို long term pass အနေနဲ့ပေါ့နော်WB ထုတ်ပြီးတယ် work permit ထုတ်ပြီးပါတယ်တကယ်တမ်းအဲ့ဒါကကျွန်တော်အရင်ကအခုကကျတော့ဒီ TEP နဲ့ပတ်သက်ပဲဆိုရင်လုံးဝအရှုပ်ရှင်းနေအများကြီးထွက်လာတယ်ပေါ့နော်ဆိုတော့ဘယ်လိုတွေထွက်လာလဲဆိုရင်ကျွန်တော်အခုချိန်မှာ TEP နဲ့လာတဲ့လူတွေကတချို့ဆိုရင်ရပ်ပိုင်းမဲ့ခန့်နေပေါ့နော်တကယ်တမ်းagency ကလည်း9900ပေးရတယ်တကယ်တမ်းရပ်ပိုင်းပဲလောက်ရတယ်ပေါ့နော်ဒီဘက်မှာဆိုတော့9900ကပြန်ရလားဆိုတော့ပြန်လည်းမရအောင်ဘာလို့လဲဆိုတော့ကိုကလာတာ TEP နဲ့လာတာ training pass နဲ့လာတာဆိုတော့သူက training pass နဲ့လာဖြစ်တော့သူတို့ရဲ့ training ကာလပြီးသွားတဲ့အချိန်ကျရင်ကိုထုတ်လိုက်မယ်အဲ့လိုမျိုးပေါ့နော်3လပြီးသွားတယ်ထုတ်လိုက်မယ်သူကဆက်မခံတော့ဘူးဆိုတော့ဘယ်သူတွေကအမြတ်ရသွားလဲဆိုရင် agency နဲ့ဆိုတော့ခုနအလုပ်ရှင်နဲ့ကပဲအမြတ်ရသွားတယ်ပေါ့နော်ကိုအတွက်ကတော့ဘာမှမကြက်ပါဘူးလာစာမြင့်နေဆိုရင်မှလည်းမလာသေးချင်တော့ဘူးပေါ့နော် TEP နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် TEP နဲ့ကစိုးကျိုးတွေလည်းရှိတယ်လို့ကောင်းကျိုးတွေလည်းရှိတယ်ပေါ့နော်စိုးကျိုးကပါလဲဆိုရင်ခုနကျွန်တော်ပြောတယ်ပေါ့နော် training pass ပြီးသွားတဲ့အချိန်မှာ long term pass ရဖို့ကတိတ်မသေးကြဘူးပေါ့နော် work permit ရဖို့ကမသေးကြဘူးပြီးတော့နောက်တစ်ခုကtraining pass နဲ့လာတဲ့အတွက်ကျွန်တော်တို့ဒီ agency ကအများကြီးကုန်တယ်ပေါ့နော်9000ကျော်6000နီးပါးကုန်တယ်တကယ်တမ်း9000ကျော်6000နီးပါးကိုတခြားနေရာမှာပေါ့နော် work permit နဲ့ဖြစ်ပြီးတော့ work permit ပတ်နဲ့ရွေးချယ်ပြီးတော့မှနည်းနည်းလေးအချိန်ဆောင်ပြီးလာမယ်ဆိုရင်တော့တည်ကြတဲ့နှစ် pass ပေါ့နော်ကျွန်တော်တို့ဒီ work permit pass ကိုရမယ်ကိုက10တန်းလက်အောင်နဲ့ပွဲလဲရတယ်ဆိုတော့ aspect ကိုချက် try မယ်ဆိုရင်အလုံးစုံ agency ကကုန်မှာ9000ကျော်6000အိမ်ဝင်းချင်းပဲကုန်မလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကတော့လုံးဝမရွေးချယ်တဲ့ pass ဖြစ်တဲ့ TEP pass ပြီးတော့နောက်တစ်ခုကကောင်းကျိုးကဘာလဲဆိုရင်ကိုကအိမ်ကလည်းအဆင်ပြေနေတယ်ဒါမှမဟုတ်ဒီနိုင်ငံခြားအတွေ့အကြုံလေးဖြစ်ဖြစ်2လ3လစင်ကာပူမှာအလုပ်လာလုပ်ချင်တယ်ဆိုရင်တော့ TEP နဲ့လာတာကတော့ကောင်းနေပေါ့နော်ဒါကတော့ TEP နဲ့ပတ်သက်ပြီးတော့ training pass ဖြစ်တဲ့ TEP နဲ့ပတ်သက်ပြီးတော့ကျွန်တော်မလာသေးချင်တဲ့အကြောင်းရင်းနဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကိုကျွန်တော်ပြောပြသွားတာပါဆိုတော့ဒုတိယတစ်ချက်ကဘာလဲဆိုရင် special pass ပေါ့နော်သူက work pass လို့လည်းခေါ်တယ် work permit ဖြစ်တဲ့ဒီ WP လို့လည်းပြောတယ်ဒါပေမဲ့ WP အစစ်တော့မဟုတ်သူက special pass သူကဘယ်လိုမျိုးလဲဆိုရင်သူက10တန်းအောင်တာလည်းမဟုတ်ဘူးပွဲရတာလည်းမဟုတ်အလုပ်ရှင်ကထောက်ခံချက်ပေးပြီးတော့အလုပ်ရှင်ကကြိုက်ပါတယ်အလုပ်ရှင်ကဒီလုပ်သမားကိုခန့်ကျင်နေဆိုပြီးတော့မှခေါ်တဲ့ pass special pass လို့ခေါ်တယ်ဆိုတော့ special pass ကအခုဘယ်လိုမျိုးပြဿနာတွေပေါ်ပေါက်နေလဲဆိုရင်စင်ကာပူမှာကသူက agency fee ကလည်းခုနကျွန်တော်ပြောသလိုပဲ9900 6000ပေးရတယ်ပြီးတော့နောက်တစ်ခုကအဲ့ဒါကအလုပ်ရှင်ပေါ်မှာမူတည်ပြီးတော့ဒီကိုရောက်ပြီးတော့မှတပတ်အတွင်းအလုပ်ဖြုတ်တာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ agency fee ကလည်းနည်းနည်းတော့မဟုတ်ဘူးဆိုတော့အလုပ်ပြုတ်လိုက်တဲ့အချိန်မှာကို့မြန်မာပြည်လိုခောက်ကနေပြုတ်ကနေပြန်ပြီးတော့ပြန်ရှာလို့ရတဲ့အရာလည်းမဟုတ်ပြီးတော့ရင်ဒီစင်ကာပူမှာအလုပ်ရှာတာကကျွန်တော်ပြောရရင်ခက်ပါတယ်ဘာလို့ခက်လဲဆိုရင်သူတို့က resume ကိုကောင်းကောင်းကြည့်တယ် CV file ကိုကြည့်တယ်ဆိုတော့ကိုရီမြန်မာနိုင်ငံက CV file နဲ့ဒီဘက်မှာရေးတဲ့ CV file နဲ့လုံးဝမတူပါဘူးဆိုတော့ပြောချင်တာကစင်ကာပူကိုရောက်ရင်ပြီးရောဆိုပြီးမှမလာပါနဲ့ပြီးတော့နောက်တစ်ခုကဒီခုနကျွန်တော်ပြောတဲ့ TEP နဲ့လည်းမလာပါနဲ့special pass ဖြစ်တယ်ပေါ့နော် WP နဲ့လည်းလုံးဝမလာပါနဲ့ဆိုတော့ဒီနေရာမှာတစ်ခုသိချင်တာက WP က work permit ကမတူဘူးပေါ့နော် special pass မဟုတ်ဘဲနဲ့ရိုးရိုး work permit ကသူတို့ဒီ
ဘယ်လိုပြောမလဲရိုးရိုး work permit ပေါ့နော်ရိုးရိုး work permit က2 နှစ်ရပါတယ်ပေါ့နော်တော်တော်များ2 နှစ်1 နှစ်ဝန်းကျင်ရှိတယ်တကယ်တမ်း special pass ကကျတော့အဲ့လိုမဟုတ်ပါဘူး special pass ကကျတော့သူတို့အလုပ်ရှင်ကမကြိုင်ဖြုတ်မှာပေါ့နော်အဲ့မျိုးပြောလို့ရတယ်ဆိုတော့မြန်မာနိုင်ငံကနေအခုမှစင်ကာပူကိုလာမယ်ဆိုရင်တတိထားမယ့်အချက်တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့တတိထားမယ့်အချက်တွေထဲမှာကိုကဒီ TEP နဲ့လုံးဝမလာပါနဲ့ခုနကျွန်တော်တို့ပေါ့နော် special pass နဲ့လည်းလုံးဝမလာပါနဲ့ကောင်းကျိုးဆိုးကျိုးတွေတော့ကျွန်တော်ဒီဗီဒီယိုထဲမှာရှင်းပြသွားတယ်ပေါ့နော်ဆိုတော့ agency fee ကလည်း9000 6000နေထားမှာတခြား pass တွေနဲ့လာလို့ရပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဆိုတော့အားလုံးပဲ bye bye